ဒီနေ့တော့နဲ့9နိုင်ထားမယ်လမ်းတော့ရှောက်ဒါပေမဲ့မနက်ကူဒီ VNM မှာ maintenance လုပ်ရရှိဖို့ဆိုပြီးတော့မီးပြတ်နေတာမီးတွေပြတ်9နိုင်ရနေတနိုင်သူတို့ maintenance လုပ်ဖို့မီးဖြတ်ထားတယ်ဆိုရှေ့မှာတော့ကျွန်တော်တို့လမ်းတော့ရှောက်တနိုင်လောက်လေ Okay ပါနော်မီးပြတ်ကျွန်တော်တို့တင်ထွက်ပါပြီပြင်မာတော့ဟိုဖြစ်နေပြီပေါ့နော်မိုးလင်းနေပြီနားနိုင်ပြီလမ်းတွေလူတွေသွားနေပြီဒီဘက်လမ်းလျှောက်ညာဘက်လျှောက်လို့ရညာဘက်လျှောက်ဒီမှာဟွာလေးဆိုင်ရတိတိလေးအများကြီးအဲ့ဒါလေးဝယ်ကျင်စရာရောစားကျင်စရာရောအစားတောက်တွေကလည်းကောင်းတယ်ဒီမှာဆိုပါဆိုင်လေးဆိုဖွင့်ကော်ဖီနဲ့စတာပတ်စီညဘက်ဆိုတော့လှတယ်ညဘက်ဆိုဆိုင်ရတော့လှတယ်လမ်းလေးတို့ရဲ့အလှန်လေးထောင်နာကြမနက်ကင်းဆိုလမ်းလျှောက်လည်းတောင်းတယ်မနက်ကင်းပြေဝထွက်တာကြီးအောက်စီဆိုင်ကြီးတွေ့ရတယ်ဆန်နေကတော့အကုန်ပိတ်ထားတယ်နော်လမ်းလျှောက်တဲ့လူတွေတောင်းတယ်တရားလေးတွေကလည်းမသိဘူးလမ်းလေးလည်းလျှောက်လို့တောင်းတယ်ဒီစစ်စစ်ဒီဘက်လမ်းလေးတွေဆိုတော့ကြာပိတ်ထားတယ်ဒီဘက်လေးဒါပဲဆိုတော့ဒီဘက်ဖြစ်နေနော်ဒါကတော့လမ်းစုံတင်နေတာလမ်းစုံတင်နေတာလာဒီဘက်ဆက်သွားရင်ဒါကျွန်တော်စီတင်ရောက်တော့ဒီဘက်တောင်းပြန်လာဆိုဒီဘက်ပတ်လိုက်တာနော်ဒီဘက်ပတ်ချင်တယ်ဘုရားပန်းလေးဆိုရောင်းနေတယ်လမ်းစုံချမ်းရှင်းတော့သူတို့ကတပတ်ပြန်ပတ်တယ်နော်သူပတ်ကြတယ်သူပတ်ပြီးလမ်းစုံမှာတော့သူတို့ရဲ့အဝိုင်းလေးကအကြီးကြီးပဲအဝိုင်းအကြီးကြီးပဲကျွန်တော်တို့ရှိရတဲ့အဝိုင်းအကြီးကြီးသူပတ်တယ်ဒီဘက်မှာတရားပန်းလေးတွေပါလေးကိုကျွန်တော်ပြက်လာတာတွေ့ရတယ်နော်ဒါကြီးကတော့ဒါလာကြီးတွေဖြစ်နေစင်တော့ဒါဒီကောင်ဟိုအားလုံးပေချင်းလာမလို့ပေချင်းရှိတယ်မဟုတ်ပြုတ်ပါဒီဘောနော်ဒါဆိုရင်ဘာလဲတော့မကင်းဆိုင်လေးကိုဖွင့်36ဟန်တော့ဟာ TV ပတ်ထောက်ဆွဲရတယ်ဒါကဒီရောနည်းနည်းများလာပြီဆွဲထွက်လာပြီအဲ့ဒါလမ်းတယ်အဲ့ဒါလမ်းတယ်ဒါလည်းဒီနေ့
လေးလည်းသပင်ညက်လို့ရတယ်နောက်ထပ်မိုက်နော်ဒါပဲဒီဒါတော့ပြန်ပတ်လာချင်းနေရတယ်ကျွန်တော်စုတွေလို့စုတွေလို့စုစကားနားလေတော့လာဒီတော့ရောင်းဒါဖာမစီရောင်းနေစားဒါဖာမစီဒီတော့7-11လို့ပဲစက်ကကြီးဆိုပြီးပြန်ရှိတယ်ဒါတို့ဒီလိုမျိုးစပါရီဒီလိုဒီကညတိုင်းနေလုံးလိုက်ကြတယ်ဒီကချိုးညဘက်စီဘက်ကြားပြီးတော့ညဘက်စီဘက်ကြားဒီကနေ့ဒီဘက်စီဘက်ကြားအကုန်လုံးအလုပ်ပြီးတော့အဲ့လိုဖြစ်မနေ့တောင်းပြီးလို့မနေ့ဒီညမနေ့ပြင်ပြဆွဲရပြပိတ်ဟောညနေလိုပြဆွဲအဲ့လိုမျိုးဒါဆိုရင်ဟောက်ခဲ့တယ်မတောင်းခွဲတော့